အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟန် channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်မိုင်းညိုနေတဲ့တောတောင်တွေကြားကအေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာကြောက်မဲ့ဖွယ်ရာကောင်းတဲ့အဖြစ်အပျက်တစ်ခုစတင်ဖြစ်ခဲ့ပါတယ်ရွာရဲ့ဆွန်ကနှစ်ပေါင်းများစွာစွန့်ပစ်ထားခဲ့တဲ့တင်းချိုင်းဟောင်းကြီးကိုရှင်းလင်းပြီးလဲကွက်တစ်တွေဖော်ထုတ်ဖို့ရွာကလူကြီးတွေကဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးမြေတူးဆက်တွေထွန်ဆက်တွေနဲ့မြေပြင်ကိုတူးဆွဖျက်ဆီးလိုက်တဲ့အခါမှာတော့မြေအောက်မှာနှစ်ပေါင်းများစွာနှက်ဆိုင်စွာနဲ့နှောင်ဖွဲ့ခဲ့တဲ့ရှေးဟောင်းအောက်လန်းစီရင်တွေကကျိုးပြက်တွားခဲ့ပါတော့တယ်တန်ကြေးတက်နေတဲ့အင်းချက်တွေဆွေးမြေနေတဲ့အယိုးကောင်းတွေနဲ့ထူးဆန်းတဲ့အဆောင်လက်ဖွဲ့တွေဟာနေရောင်အောက်ကိုရောက်လာချိန်မှာတော့အချိန်ကြာမြင့်စွာချုပ်နှောင်ခံထားရတဲ့ဝိညာဉ်ဆိုးတွေဟာသူတို့ရဲ့အကျဉ်းထောင်ကနေလွတ်မြောက်သွားခဲ့ကြတယ်အဲ့ဒီနေ့ညကစပြီးရွာရဲ့လေထုဟာလုံးဝပြောင်းလဲသွားပါတော့တယ်လာပညာရဲ့လာရောင်ဟာပုံမှန်လိုလင်းလည်မနေပဲတိမ်တိုက်တွေကပြေးရောင်တန်းနေသလိုထင်ရပါတော့တယ်ညဘက်တွေမှာရွာအနှံ့ခွေးဟူတန်းတွေတောက်လျှောက်ထွက်ပေါ်လာပါတော့တယ်မကြခင်မှာပဲရွာကကျမ်းမာတန်ဆွမ်းလာတဲ့လူငယ်တွေတယောက်ပြီးတယောက်အကြောင်းရင်းမရှိပဲအပြင်းထန်ဖျားနာလာခဲ့တယ်။စေမီတို့နဲ့ကုသလို့မရသလိုခင်မီဆေးဝါးတွေနဲ့လည်းကုသလို့မရနိုင်ခဲ့ပါဘူး။သူတို့ရဲ့ယောဂလက္ခဏာတွေကတာမန်မဟုတ်ပါဘူး။မျက်လုံးတွေဟာပြူးကျဲလာပြီးတစုံတရာကိုကြောက်ရွံ့တုန်လှုပ်နေကြကာပါဇက်ကလည်းနားလည်မရတဲ့အောက်လန်းဂါရာမန္တန်လိုအတန်တွေတွတ်ရေရွတ်နေကြပါတယ်ခန္ဓာကိုယ်တွေဟာတနေ့တခြားပိန်ရှုံးလာပြီးအသားရည်တွေဟာအတက်မဲ့နေသလိုဖြူဖြော့လာပါတော့တယ်ဆိုးရွားဆုံးနဲ့အကျော်ချမ်းဆုံးအဖြစ်အပျက်ကတော့ပထမဆုံးဖျားနာခဲ့တဲ့လူငယ်တယောက်ကရုတ်တရက်ပျောက်ဆုံးနေခြင်းဖြစ်ပါတယ်မနေ့မိုးလင်းတော့သူ့ရဲ့အိမ်အောက်ကျမ်းပြင်အောက်မှာအပေါက်ကြီးတစ်ခုဖြစ်နေပြီးမြေကြီးတွေကပွားထနေတာကိုတွေးလိုက်ရပါတယ်ရွာသားတွေထိတ်လန့်တကြားလိုက်လံရှာဖွေခဲ့ကြတဲ့အခါလက်ကွက်တွေဖော်ထားတဲ့တင်းချိုင်းဟောင်းနေရာကမြေကြီးထဲမှာအဲ့ဒီလူငယ်ရဲ့ဝတ်စားတချို့ကိုတွေးစွန်းနေလျက်တွေ့လိုက်ရပါတယ်ဝိညာဉ်ဆိုးတွေမြေဖုတ်ကောင်တွေဟာသူတို့ရဲ့အိမ်ယာကိုဖျက်ဆီးခဲ့တဲ့အတွက်ဂလဲစားချေးနေတာဖြစ်ပါတယ်ဖျားနာနေတဲ့လူငယ်တွေကိုအောက်လန်းပညာနဲ့ညှို့ယူပြီးညတကောင်ရန်အချိန်တွေမှာမြေအောက်ကဘာစီကိုအရှင်လက်ဆွဲခေါ်နေကြတာပါခုဆိုရင်လာပညာရောက်တိုင်းရွာရဲ့တင်းချိုင်းဟောင်းနေရာကမြေကြီးအောက်ကနေနာကျင်စွာညီးထွားတန်တွေအကူညီတောင်းတန်တွေကိုခတ်တဲ့ကြားနေရဆဲဖြစ်ပါတယ်ကြံရစ်နေတဲ့ဖျားနာတဲ့လူငယ်တွေဟာလည်းသူတို့အလှည့်ဘယ်တော့ရောက်လာမလဲဆိုတာကိုအကြောက်တရားနဲ့စောင့်ဆိုင်ရင်ရွာလေးဟာအမောင်ထုရဲ့အောက်မှာထာဝရကြာရောက်သွားပါတော့တယ်ခုလိုဇာလန်းလေးတွေကြည့်ရဖို့တွင်းဟတ် channel ကို like and follow လေးလုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်